Manchester United ရဲ့တမိုင်းတစ်လျှောက်မှာ David Beckham ဆိုတာလူတိုင်းအားကြရတဲ့ကဏ္ဍဝင်တစ်ယောက်ပါ။သူ26နှစ်ကြာအောင်တင်ထားတဲ့ Premier League တရားသီးအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်15ချိန်ကိုဘယ်သူမှမချိုးနိုင်ခဲ့ပါဘူး။ဒါပေမဲ့အခု2026ခုနှစ်မတ်လမှာတော့ဒီစံချိန်ကတမိုင်းထဲကိုရောက်သွားခဲ့ပါပြီ။ကျွန်တော်တို့ရဲ့ကပရိန် Bruno Fernandes ကပြီးခဲ့တဲ့ Aston Villa နဲ့ပွဲမှာတင် United အတွက်အချိန်100ပြည့်ဂိုးဖန်တီးမှုကိုရယူပေးနိုင်ခဲ့တယ်လို့ဘက်ခန်ရဲ့15ချိန်စံချိန်ကိုကျော်ပြီးတော့16ချိန်မြောက်ဂိုးဖန်တီးမှုနဲ့ United ရဲ့တမိုင်းသစ်ကိုရှေ့ထိုးလိုက်ပါပြီဒီနေ့မှာတော့ပေါ်တူဂီမော်ဆရာရဲ့မယုံနိုင်စရာစံချိန်တွေနဲ့သူက United တမိုင်းမှာဘယ်လောက်ထိအရေးပါလာသလဲဆိုတာကိုပြောပြသွားမှာပါ1999-2000 ရာသီတုန်းကDavid Beckham က Premier League မှာဂိုးဖန်တီးမှု15ချိန်နဲ့ United တမိုင်းမှာအမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းနာနီ14ချိန်နဲ့ Valencia 13ချိန်တို့နှိစက်ခဲ့ပေမဲ့ဘယ်သူမှမကျော်ဖြတ်နိုင်ခဲ့ပါဘူး။အခု2025-2026 ရာသီမှာတော့ Bruno က28ပွဲကစားပြီးမှတင်16ချိန်မြောက်ဂိုးဖန်တီးမှုကိုရယူပြီးတော့ United ရဲ့တရားသီးတွင်ဂိုးဖန်တီးမှုအများဆုံးပေးနိုင်တဲ့ကစားသမားဖြစ်လာပါတယ်။ထူးခြားချက်အနေနဲ့ဘက်ခန်ကဒီစံချိန်တင်မှု32ပွဲကစားခဲ့ရပေမဲ့လူနူကတော့28ပွဲတည်းနဲ့ကျော်ဖြတ်နိုင်ခဲ့တာပါ။ဒါကလူနူရဲ့ဖန်တီးနိုင်စွမ်းဘလောက်ကြောက်စရာကောင်းလဲဆိုတာပြနေတာပါပဲ။လူနူဟာ United အတွက်ပွဲပေါင်း319ပွဲကစားပေးပြီးမှဂိုး100နဲ့ဂိုးဖန်တီးမှုအကြိမ်100ပြည့်သွားခဲ့ပါပြီ။ United တမိုင်းမှာPremier League ခေတ်ရောက်ပြီးနောက်ပိုင်းဒီလိုမျိုးဂိုး100ဖန်တီးမှု100စီးရင်နဲ့ဝင်နိုင်တာက Wayne Rooney နဲ့ Ryan Giggs တို့2ယောက်ပဲရှိပါသေးတယ်။အခုဆိုရင် Bruno ဟာသူတို့နဲ့အတူ United ရဲ့အမြင့်ဆုံးဂုဏ်ဘိုးကိုပိုင်ဆိုင်သွားပါပြီ။ကားရဲ့အလောက်အောင်မှာကစားကွက်ပေါ်ပေးရတဲ့ role ဖြစ်တဲ့ဒီ line playmaker ကိုပို့လုပ်လာရပေမဲ့သူ့ရဲ့ဂိုးဖန်တီးမှုနှုန်းကတော့လုံးဝအကျမသွားပါဘူး။ဒီရာသီသူ့ရဲ့ဂိုးဖန်တီးမှု16ချိန်နဲ့မှာ9ချိန်ကတေဂန်ဘောတွေကနေလာတာပါကာစီမီရိုဘဂျမင်ဆက်စကိုနဲ့မတ်တူးကူညာတို့ကဘရူနိုရဲ့အကျိုးကျေးဇူးကိုအခန်းစားရဆုံးလူတွေဖြစ်နေပါတယ်ဒါတွေမဲလားဆိုတော့မဟုတ်သေးပါဘူးဘရူနိုရဲ့အရှိမနောက်ထပ်စိန်ခေါ်မှုကြီးတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ပရီးမီးယားလိတမိုင်းရှော့တရားသီးတွင်ဂိုးဖန်တီးမှုအကြိမ်20နဲ့စံချိန်တင်ထားတဲ့တီယာရီအော်နယ်ရီနဲ့ကယ်ဗင်ဒီဘရိုင်းတို့ရဲ့အစံချိန်မှာအခုရာသီမှာ United အတွက် League ပွဲစဉ်10ပွဲကျန်ပါသေးတယ်။ Bruno က16ချိန်ရထားပြီးပြီဆိုတော့နောက်ထပ်5ချိန်ထပ်လုပ်နိုင်ရင်21ချိန်နဲ့ Premier League ရဲ့ထာဝရစံချိန်ရှင်ဖြစ်လာမှာပါ။ပြီးခဲ့တဲ့5ပွဲမှာနေ Bruno ဟာဂိုးဖန်တီးမှု6ချိန်ထိလုပ်ပေးထားတာဆိုတော့ဒီစံချိန်ကိုချိုးဖို့ဆိုတာကမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။အခု2026ခုနှစ်မှာBruno က United ကိုစွန့်ခွာတော့မလားဆိုတဲ့ကောလာဟာလာတွေရှိနေပေမဲ့သူကတော့အသင်းအတွက်တမိုင်းတွေတစ်ခုပြီးတစ်ခုရေထိုးနေစေပါဘခန်းရဲ့စံချိန်ကိုချိုးပြီးတော့ရိုနီနဲ့ဂီတိုလိုကန်နဝင်နေနဲ့တဒန်းနဲ့ဖြစ်သွားတဲ့ Bruno က United တမိုင်းမှာအကောင်းဆုံးကွင်းလည်လူ9ယောက်ထဲပါဝင်သင့်နေပြီလားညီကိုတို့ရော Bruno ကဒီဘိုင်းတို့ရဲ့20စံချိန်ကိုပါဒီနှစ်ထဲမှာချိုးနိုင်မယ်လို့ထင်ပါလားကွန်မန့်မှာညီကိုတို့ရဲ့အမြင်တွေကိုဆွေးနွေးသွားကြပါအောင်